ကျွန်တော်တို့မြန်မာတွေမှာဆိုလို့ရှိရင်အမျိုးသားအမျိုးသမီးတွေရဲ့နာမည်ရှေ့မှာကျွန်တော်တို့ကဦးတို့ဒေါ်တို့အဲ့လိုမျိုးကျွန်တော်တို့တက်ပြီးတော့ခေါ်တယ်လို့ပဲအင်္ဂလိပ်တွေမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့နာမည်ရှေ့မှာ title လေးတွေနဲ့သူတို့ခေါ်ကြပါတယ်ဥပမာကျွန်တော်တို့ MR ပေါ့နော် Mr ပေါ့နော်အဲ့တော့ Mr ဆိုလို့ရှိရင်တော့အင်္ဂလိပ်မှာအိမ်တော်ကြာပြီးတဲ့အမျိုးသားဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်အိမ်တော်မကြာသေးတဲ့အမျိုးသားဖြစ်ဖြစ်လူပြိုဖြစ်ဖြစ်ပေါ့နော်သူတို့ရဲ့နာမည်ရှေ့မှာကျွန်တော်တို့ title အနေနဲ့Mr. ဆိုပြီးတော့တက်ပြီးတော့ခေါ်လို့ရပါတယ်ဥပမာဆိုလို့ရှိရင်တော့ Mr. John ပေါ့နော် MRS Mrs ပေါ့နော် Mrs ကကြတော့အိမ်ထောင်ကြပြီးတဲ့အမျိုးသမီးကိုပြောတာပါအဲ့တော့အမျိုးသမီးတယောက်ရဲ့ကျွန်တော်တို့နာမည်အရှိကိုကြည့်လိုက်ပြီဆိုလို့ရှိရင်သူ့ရဲ့နာမည်ရှေ့မှာ MRS Mrs ဆိုပြီးတွေ့ပြီဆိုလို့ရှိရင်အော်ဒီအမျိုးသမီးကဒါအိမ်ထောင်ကြပြီးတဲ့အမျိုးသမီးပဲဆိုပြီးတော့ကျွန်တော်တို့သိနိုင်တယ်ပေါ့နော်နောက်တစ်ခါကျွန်တော်တို့ MISS Miss ကကြတော့ကျွန်တော်တို့အိမ်ထောင်မကြသေးတဲ့အမျိုးသမီးကိုပြောတာပါအဲ့တော့ဒီအမျိုးသမီးတယောက်ရဲ့နာမည်ရှေ့မှာ MISS Miss ဆိုပြီးတော့ရေးထားပြီဆိုလို့ရှိရင်အော်ဒါဟာအင်တော့မကြသေးတဲ့အမျိုးသမီးပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့တန်းပြီးတော့သိနိုင်ပါတယ်နောက်တစ်ခုကတော့ MS Miss ပေါ့နော် Miss ကကြတော့အင်တော့ကြာပြီးတဲ့အမျိုးသမီးဖြစ်ဖြစ်အင်တော့မကြသေးတဲ့အမျိုးသမီးဖြစ်ဖြစ်သုံးလို့ရပါတယ်